န်ကလေးတစ်ပွင့်ပွင့်စေသည်မျက်ဝန်းတစ်စုံကိုကျမရင်ဆိုင်ဖို့ကြောက်ရွံ့နေမိသည်ထိုမျက်ဝန်းတွေနဲ့ဆုံလိုက်တိုင်းကိုယုံကြည်မှုများပင်ပျောက်ဆုံးသွားလိုက်ရတဲ့ကဲ့သို့ခံစားနေရသည်မနက်တစ်ခါညနေတစ်ခါထိုမျက်ဝန်းလေးနဲ့မဆုံခြင်းလဲဆုံနေရသည်မတွေ့လို့တော့လဲဆုံလိုက်တိုင်းမကြည့်မိအောင်ထိန်ထားသေးကြမှမနေနိုင်မထိုင်နိုင်ကြည်ပြအောင်ကြည်မိနေသောစိတ်ကိုထိန်ချုံနိုင်စွမ်းမရှိတော့ပေအလွန်တရာစိတ်သက်ကြံ့ခိုင်ပါသည်ဟုမကြာခဏကြွေးကြော်နေသောကျမကထိုမျက်ဝန်းလေးကြောင့်စိတ်တွေရောက်ရက်ခတ်ကုန်သည်ဟုဆိုရင်ရေစရာကောင်းနေပေလိမ့်မည်ထိုမျက်ဝန်းသည်အယောင်အစင်းမဲ့နေသောမျက်ဝန်းကုကေရာမဲ့နေသောမျက်ဝန်းရှင်ထဲမှခံစားနေရသောကြေကွဲပဲအဖြစ်တို့ကိုအားတင်းကဟန်ဆောင်နေရသောမျက်ဝန်းတစုံတဦး၏ဖိအားပေးမှုကြောင့်ဘဝ၏အတိပယ်မဲ့နေရှာရသောမျက်ဝန်းထိုမျက်ဝန်းတို့ဖြင့်အယုတ်တယုတ်ပမာရှင်သန်နေရသောအသက်73နှစ်အရွယ်မိန်းကလေးတစ်ယောက်သာကျမနှင့်ဆွေမတော်မျိုးမတော်တခါတလေမျှတီကျွမ်းပူခဲ့ခြင်းမရှိသောအနှီးကလေးမလေးကိုအဘေကြောင့်စိတ်ဝင်စားမိနေသည်။ကိုနဲ့မှမဆိုင်တာဖာတိဘာသာပဲနေစမ်းပါလို့တငယ်ချင်းအချို့ကသတိပေးတော့လေလူကသာမတိကြိုးကြုံပြုနေနိုင်သည်။စိတ်ကတော့ထိုကလေးမလေးထံတားမရစီမရရောက်ခါသွားနေကြတော့သည်။လွန်ခဲ့သော6လခန့်ကမဟာရန်ကုန်မြို့ကြီးတွင်အလုပ်ရ၍ကုဌာနေကိုစွန့်ခွာကနီးစပ်ရာတငယ်ချင်းများနှင့်အဆောင်အတူနေဖြစ်ခဲ့သည်အဆောင်တွင်တလခန့်သာနေထိုင်ခဲ့ပြီး၎င်းအဆောင်သည်ထမင်းပေါင်းအိုးပင်အသုံးပြုခွင့်မပေး၍စားရည်တောက်ရည်ခက်ခဲနေသောကျမတို့ကိုတငယ်ချင်း၏အတော်တယောက်ကလမ်းညွှန်ပေးမှုဖြင့်သူ၏အသိမိတ်ဆွေတိုက်ခန်းငယ်လေးကိုဈေးနှုန်းတက်တာဖြင့်ငှားရမ်းနေထိုင်ခွင့်ရခဲ့တော်သည်ထိုတိုက်ခန်းပိုင်ရှင်မှာမျက်နှာချင်းဆိုင်တိုက်ခန်း2ခုစလုံးပိုင်ဆိုင်၍လွတ်နေသည့်တခန်းအားကျမတို့တငယ်ချင်း6ယောက်ကိုငှားရမ်းပေးလေသည်ထိုအချိန်ကအဆောင်လာကတလလင်တစ်ယောက်2000ပေးရက6ယောက်အတွက်3,200ကျတင်လေသည်လျှက်စစ်မိကြောင်းသည်ပင်နှစ်ခန်းလင်တစ်ချောင်းလုံးသာအသုံးပြုခွင့်ပေးပြီးအခြားမီတာတမြေလျှက်စစ်နှင့်ပတ်သက်သမျှအသုံးမပြုရပေယခုတိုက်တန်းတွင်တော့စိတ်ကြိုက်300ပြီးကြာတင်ငွေကိုပေးဆောင်ရတော့လဲတိုက်ခန်း9ရန်ကမှတစ်လ3သိန်းသာကြာတင်လေသည်ထို့ကြောင့်ကျမတို့လည်းဝမ်းမြောက်ခြင်းနဲ့ကထိုတိုက်ခန်းသို့ပြောင်းရွှေ့နေထိုင်ဖြစ်ခဲ့ကြတော့သည်တိုက်ခန်းပိုင်ရှင်မှာအသက်45နှစ်အရွယ်ခန့်ရှိအပြိုကြီးတစ်ယောက်ဖြစ်ပြီးသူ၏အမည်မှာဒေါ်မြတ်ရတနာဟုခေါ်လေသည်သို့တော်သူမအားမမမြဲဟုခေါ်မှသာသဘောကျနှစ်ချိုက်သောကြောင့်ကျမတို့အားလုံးမမမြဲဟုသာခေါ်ဆိုခဲ့ကြတော့သည်မမမြတ်တို့သည်ညီအမကြီး3ယောက်အတူတူနေထိုင်ကြပြီး3ယောက်လုံးအပြိုကြီးများသာထို့ကြောင့်လည်းလွတ်နေသောမျက်နှာချင်းဆိုင်တိုက်ခန်းအားလာရောက်ငှားရမ်းသူများကိုလည်းအလွန်၍သဖြင့်လည်းစိတ်တိုင်းမကြ၍အခန်းလွတ်နေခြင်းဖြစ်သည်ကျမတို့ကမိန်းကလေးကြီး6ယောက်တွင်2ယောက်ကသာအလုပ်ခွင်သို့ဝင်နေပြီးကြံ4ယောက်မှတင်တန်းတက်နေစေဖြစ်သည်မိန်းကလေးကြီးနေထိုင်ပြီးဆိုသဖြင့်ပို၍သဘောကျကငှားရမ်းပေးခဲ့ခြင်းပင်ကျမတို့လည်းမမမြတ်တို့ညီအမများနှင့်လိုက်ရောညီထွေဖြစ်စေရန်ရေလိုက်ငားလိုက်ပြောဆိုဆက်ဆံရတော့သည်ရေလိုက်ငားလိုက်ဟု၍ဆိုလိုခြင်းသည်မမမြတ်တို့ညီအမများမှာအလွန်ပင်စည်းစားကြောင်သောသူများဖြစ်နေသောကြောင့်၎င်းတို့နှင့်ပြောဆိုရသည်မှာတတိထားပြီးပြောဆိုဆက်ဆံမှသာအစဉ်ပြေလေသည်ထိုမောင်နှမ3ယောက်ထဲတွင်မမမြတ်ထက်ပို၍အလက်မမခင်ယနာစုကပို၍စည်းစားကြောင်ကပို၍မောက်မာလာသည်အငယ်ဆုံးဖြစ်သူမမရေဒနာမြတ်ချေသာအနှဲငယ်လေးကြံညီအမထက်ပျော့ပြောင်းသည်ဟုဆိုရပေမည်ထိုညီအမများနှင့်အနှီးကောင်းမလေးသည်ဆက်နွယ်၍လာသောအခါကျမ၏စူးစမ်းလိုစိတ်သည်ပို၍တိုးလာလေတော့သည်ကျမတို့ထိုတိုက်ခန်းသို့ပြောင်းရွှေ့ပြီးမကြမီမမမြတ်တို့လည်းအိမ်အကူကလေးမလေးတစ်ယောက်ရရှိသွားလေသည်ရခင်ကအိမ်အကူများထားရှိခဲ့တော့လဲထိုညီအမ3ယောက်၏တန်းကိုမခံနိုင်၍မမြဲခဲ့ပြီယခုအသက်ရောက်လာသောမိန်းကလေးအားရခင်လူများကဲ့သို့ထပ်မံထွက်သွားမည်ဆို၍6လစာလကအားသူ၏မိဘများထံကြိုတင်ပေးထားလိုက်သည်ဟုမမမြတ်ကဖောက်သည်ချကာပြောပြလေသည်ဖြန်းမနေ့စောစောစီးစီးစူညံတဲ့ကြောင့်ကျမတို့တွေနားဆွင့်လိုက်မိကြသည်ဟင်ပြောစမ်းဒါဘယ်ဆိုင်မှာဝဲလာတာလဲမမမြတ်၏စူးစူးရှာရှာအတန်ကတိုက်ခန်းအပြင်ဘက်သို့တိုင်အောင်အတိုင်းသာကြားနေရလေသည်အိမ်အကူကလေးမလေးအားရိုက်နှက်နေသည့်ပုံပင်မမကြီးပြောတဲ့ဆိုင်မှာပဲဝဲလာတာပါသမီးမလိမ္မာဘူးမမကြီးရဲ့ငါပြောတဲ့ဆိုင်ကအလေးပြီတယ်ဒီမှာကြည့်စမ်း30သားလိုနေတာဟိုကအလေးခိုးမှန်းတော့နေမကြည့်တတ်ဘူးလားဟဲ့ကဲဟဲ့ဖြန်း
အမေအာကြောက်ပါပြီမမကြီးရဲ့တမိနောက်ဆိုတေချာကြည့်ပါမယ်နောက်တစ်ခါဆိုနေမလွယ်ဘူးမှထိုကလေးမလေးရောက်လပြီး3-4ရက်သားရှိသေးသည်ယခုကဲ့သို့စူညံတန်ကစတင်ထွက်ပေါ်လာခဲ့တော့၏မနေ့စောစောစီးစီးကြည်လင်နေသောစိတ်လည်းပျောက်ပြက်သွားကတိမ်မဲကြီးများဖုံးအုပ်ထားတဲ့ကဲ့သို့မိုင်းညိုကသွားခဲ့ရတော့ပေသည်ကျမလည်းအလုပ်သွားရင်ပြင်ဆင်ပြီးမနက်စာစားကအိမ်မအထွက်မြင်ကွင်းတစ်ခုကြောင့်ခြေလမ်းများတုံကနေရက်သွားမိတော့သည်မမမြတ်တို့အခန်းရှိတွင်အနီကောင်မလေးသည်စောင်းကြောင်လေးထိုင်ကတွေ့တွေ့လေးငေးမော၍နေလေသည်မိမြပင်ငိုထားသည်မသိမျက်လုံးနှစ်ဖက်လုံးနီးရဲနေပြီးသူမ၏ခြေသလုံးလေးကိုလက်ဖြင့်အသာအရာဖွတ်ချေနေသဖြင့်ထိုနေရာအားကြည့်မိလိုက်ရာအနီးစင်းကြောင်များအစင်းလိုက်သွေးကြည်ဥနေသည်ကိုတွေ့မြင်လိုက်ရတော့သည်ကျမသူ့ကိုကြည့်နေမှန်းသိ၍လားမသိကျမကိုပြန်လဲကြည့်နေသောမျက်ဝန်းတစ်စုံကရင်ထဲတွင်စုံနေနှင့်ဖြစ်ပေါ်လာစေသည်ထိုခဏလေးအတွင်းတွင်ရှေ့ဆက်သွားမိခြေလမ်းများတုံဆိုင်မိကထိုကလေးမလေးအားစေဘူးပဲယူပေးရမလို့လို့အားပေးစကားပဲပြောရမလို့လို့မတိချင်းဟန်ဆောင်ကကြော်သွားရမလို့လို့တွေးဝေးကရက်ကြည့်နေမိသေးသည်ကျမတငယ်ချင်းမိမီမိုးကမမမြတ်တို့သည်အိမ်ရှင်ဖြစ်နေ၍မိသည့်ကိစ္စတွင်မဆိုတီးခံကနေရနှင့်သူတို့၏မိသည့်ပြဿနာကြားမှကြားဝင်မနေရန်အမြဲတမ်းပေးခဲ့လျာကျမသည်မတိချင်းအောင်ဆောင်၍ထိုကလေးမလေးကိုကြောကအလုတ်သို့သွားခဲ့လိုက်တော့သည်အလုတ်ထဲသို့ရောက်တော့လေထိုကလေးမလေးအကြောင်းတွေတွေးနေမိပြန်သည်ခြေစလုံးမှတန်ရာတက်တာရဲ့လားအိမ်ထဲကိုပြေးဝင်ပြီလားလာပေါင်းများစွာဖြင့်ခေါင်းထဲမှထုတ်လိုက်အတွေးပြန်ဝင်လိုက်နဲ့စိတ်ကမဖြတ်နိုင်ခဲ့ကြသို့တော့အော်ငါနဲ့မှမဆိုင်တာသူလဲသူ့ဘဝနဲ့သူပဲလိုက်တွေးပြီးမနေတော့ပါဘူးဟူ၍မိဖြောက်ပြစ်လိုက်တော့သည်ညနေအလုံးစင်ပြီးပြန်လာသည့်အခါတွင်ထိုကလေးမလေးအားမိမိပျောက်ပျောက်ပင်ဖြစ်နေခဲ့လေပြီကျမသည်လည်းခါတိုင်းကဲ့သို့လှီကားမှပုံမှန်လေးတက်လာခဲ့ရာအနှီးကလေးမလေးကြောင့်မျက်လုံးများပင်ပြူးကျသွားခဲ့ရသည်ကလေးမလေးမှာမနက်ခင်းကတွေ့သည့်အတိုင်းအခန်းအပြင်ဘက်တွင်ငုတ်တုတ်ရှိနေစေပင်အင်္ဂရီပေါ်သို့ထိုင်ချကဒူးနှစ်ဖက်ကိုလက်နှစ်ဖက်ဖြင့်ပိုက်ထားပြီးဒူးပေါ်သို့ခေါင်းလေးတင်ကအိပ်ပျော်နေရှာလေသည်အရွယ်အပြင်ကလေးအရွယ်သားရှိသေးသည့်ကလေးမလေးအားတဏီကုံယခုအတိုင်းတန်ခတ်ထားခြင်းသည်လူပေါင်းလောကတွင်မဖြစ်သင့်မလုပ်သင့်သောကိစ္စကြီးဖြစ်သည်ကျမလည်းမမမြတ်တို့အားအကျိုးအကြောင်းမေးမြန်းကအိမ်ထဲသို့ပေးဝင်ခိုင်းလိုက်မည်ဟုတွေးမိ၍မမမြတ်တို့၏အခန်းကိုခေါင်းလောင်းတီးရန်လက်လန်းလိုက်စဉ်တစုံတဦးကလေကားမှပြေးတက်လာပြီးကျမလက်အားအတင်းဆွဲ၍ရုတ်တရက်ဟန်တားလာတော့သည်ထိုသူကိုလှည့်ကြည့်လိုက်ရာဟင်သူစားဘာဖြစ်လို့လဲရှူလာသွားမယ်သူစားသည်တင်နန်းမှပြန်လာသည်တွင်ကျမအဖြစ်ကိုတွေး၍အလောတကြီးပြေးတက်လာဟန်ရှိလေသည်ကျမကိုအတင်းဆွဲခေါ်၍အခန်းတွင်းသို့တွန်းဝင်သဖြင့်ရက်ကန်နှင့်ရောင်ပေးပေးပါသွားခဲ့ရပြန်သည်ကျမတို့နှစ်ယောက်အတန်ကြောင့်ကလေးမလေးသည်အိပ်ပျော်နေရမှနိုးလာကအယောင်ကင်းမဲ့နေသောမျက်ဝန်းဖြင့်လှမ်းကြည့်နေလေ၏သူစားလည်းအခန်းတကားကိုဆွဲပေးလိုက်ကနင်ဘာတွေးနေရလဲမိမိမိုးအတော်ကတေချာမှာထားတာလို့မိမိမိုးပြောထားတယ်မလားသွားမပတ်သက်ဆမ်းမနဲ့ဟာဒီကောင်မလေးကိုတနာတာမှန်တယ်ဒါပေမဲ့ငါတို့သွားပြောရင်ရောအလကားမုန်းခံနေရအောင်မယ်လေနင်းကားလဲဟာတခြားသူဆိုငါမပြောပါဘူးခုကကလေးပဲရှိသေးတာလေအဲ့လောက်မလုပ်သင့်ပါဘူးဟဲ့ဟုတ်ပါတယ်နင်းစိတ်ကိုသိတယ်ငါတို့လည်းစိတ်မကောင်းဖြစ်ခဲ့ဒါပေမဲ့နင်းအမြဲတွေးထားရမှာကငါတို့နေနေတာသူတို့တိုက်ခန်းအဲ့တော့တခုခုဆိုငါတို့နဲ့အစိမ့်မကန့်ရင်ဒီကပြောင်းရလိမ့်မယ်နောက်ထပ်တိုက်ခန်းရှာဖို့ဆိုတာအတိမရှင်လွယ်တာမဟုတ်မှနင်းလဲတည်သားနဲ့အဲ့ဒါတွေငါသိပါတယ်ဟာသူတို့ကိုပတ်စံနဲ့ပေးနေတာလေပိုင်ရှင်ဆိုပြီးကြောက်နေရတာတော့မဟုတ်သေးပါဘူးအဲ့လိုမတွေးပါနဲ့ဟာအခုကငါတို့ကြီးမဟုတ်ဘူးလေဟိုနှစ်ယောက်လည်းရှိသေးတယ်ငါတို့ကြောင့်သူများပါအခက်တွေ့နေမှာစိုးလို့သိလားကဲစိတ်လျှော့တငယ်ချင်းလေးနော်ဟူးတပြင်းကိုအသာချရင်မကြေမချမ်းပြန်သာငြိမ်နေရလိုက်ရတော့သည်သူစားပြောသောဟိုနှစ်ယောက်ဆိုသည်မှာမိထီလာမျိုးမှတင်တန်းလာတဲ့ရာအဆောင်ရောက်မှခင်မင်ပြီးထိုနှစ်ယောက်လည်းတိုက်ခန်းငှားလင်အတူတူပေါင်းငှားခြင်းသည်ဟုဆိုသည်ဖြင့်ယခုကဲ့သို့တဆူတဲ့ပေါင်းနေကြခြင်းဖြစ်သည်ယခုမှပုံမရင်းနှီးလာကခင်မင်ယုံပင်ရှိသေး၍တခုခုအခက်ခဲမဖြစ်စေလိုခြင်းပင်ဘဲမြည်လာ၍အတွေးတို့ကိုဖြတ်ကအခန်းတကားအားဖွင့်လိုက်ရာမိထီလာသူနှစ်ယောက်ဖြစ်သောခင်နှင်းယူနှင့်မြတင်စာနွယ်တို့နှစ်ယောက်ပြန်လာကြခြင်းဖြစ်သည်ဝင်ချင်းသူတို့နှစ်ယောက်ကဟဲ့ဟိုကလေးမလေးမနဲ့ကလေးကအတိုင်းမဲ့တို့တနာပါတယ်ထမင်းကိုစားရလားမသိဘူးနော်အေးလီဟိုအမကြီးတွေပြောပေးလိုက်ရင်မကောင်းဘူးလားသူတို့နှစ်ယောက်ကပင်ကလေးမလေးအတွက်စိတ်မကောင်းဖြစ်ကြသည်ကိုတွေ့ရ၍အာတက်မိသွားတော့သည်ဟုတ်တယ်ခင်းင်းနဲ့တင်စားတို့လည်းပြောပေးခြင်းနဲ့မဟုတ်လားတူတူသွားပြောပေးလိုက်ကြမယ်လေငကိုကပင်ပြောပေးခြင်းနေတော့ကျမယခုလိုစစ်ကူလာတော့အာတက်တရောတက်ကြွလာတော့သည်
ဟိုဘက်အခန်းမှာခေါင်းလောင်းမိတဲ့ကြားရသဖြင့်တကားနာပြေးကအသားရပင်ချောင်းကြည့်လိုက်မိကြရာမမမြတ်ချဲကတကားဖွင့်ပြီးကလေးမလေးအားခေါ်ဝင်သွားသည်ကိုတွေ့ရ၍စိတ်အေးသွားခဲ့ရတော့သည်တော်သေးတာပေါ့နင်တို့သွားပြောရင်မုန်းခံနေရမယ်မသိတယ်လို့ပဲနေကြစမ်းပါဟာသူစားကထိုအပြိုကြီးနဲ့စကားများမိကိုတွေးမိကြောက်ရွံ့နေပေသည်ကျမလည်းယခုမှပင်တက်ပြင်းရှည်ကြီးချနိုင်ပြီးညနေစာကိုစိတ်ချမ်းသာစွာစား၍ရတော့သည်တာယာသောတနင်္ဂနွေနေ့တွင်ရုံးပိတ်သဖြင့်ကျမနှင့်မိမိမိုးသည်လျှော်စရာရှိသောအဝတ်များကိုလျှော်ကြရေစရာမောစရာအဖြစ်များကိုပြန်လည်ပြောပြကြရင်းရေမောနေကြသည်မလုပ်ပါနဲ့မမလက်ရင်နောက်မလုပ်တော့ပါဘူးမမမြတ်တို့အခန်းမှစူးစူးညံအတန်သည်အတန်တဲ့တဲ့ပြန်လွင်လာပြန်ကြည့်သည်ကျမနှင့်မိမိမိုးသည်ရေမောနေရင်မှရက်တံကတစ်ဖက်အခန်းကိုနားဆွဲမိလိုက်ပြန်သည်ကဲဟာနင်ဟာလေအောက်တန်းစားကမွေးလာတော့အောက်တန်းစားချင်းကမပြောင်းနိုင်ဘူးထမင်းချက်ရေးတန်းနဲ့ပဲချက်ပါလို့ဒီလောက်တောင်မှားထားတာနင်နားမပါဘူးလားဟမ်ပြောစမ်းငါ့ကိုမဟုတ်ပါဘူးမမလည်းရဲ့အိမ်မှာရေးတန်းကုန်နေလို့အခုလဲရေကိုကျိုးပြီးမှအေးခံပြီးထည့်ချက်ထားတာပါသမီးကိုမရိုက်ပါနဲ့မမလည်းရဲ့ရေးတန်းလာမပို့ကြဘူးလားဒီတပူးလာပို့ပြီးထပ်မလာတာ3-4ရက်ရှိနေပါပြီမမလည်းသူတို့မလာရင်နင်းသွားလေလေသွားခုချက်ချင်းဟင်းသမီးမမနိုင်မှုထင်တယ်မမလည်းရေတန်းမှုကအလေးကြီးရဲ့ဘာမမနိုင်မှုဟုတ်လားနင်ဘယ်ဘဝလာတာလဲအရင်တော့ကစုပ်ပြန်နေတဲ့ဘဝအလုတ်ကျန်းလို့ရတဲ့ဘဝကနေခုလိုမျိုးပေါ်ရောက်လာတော့ဘဝမေ့ချင်နေဘူးပေါ့ရအောင်မဒါပဲရေတန်းပါမလာလို့ကတော့သိဖို့သာပြင်တယ်ကြားလားမခင်ရဲ့နာဆူဤဒေါသတန်းကကြောက်ခမန်းလိလိကျမတို့နှစ်ယောက်မှာတယောက်မျက်နှာတယောက်ကြည့်ရင်အနှီးကောင်းမလေးအတွက်ရင်မောသွားရသည်တိုက်ခန်းကလေးလွာမှာအသက်73နှစ်အရွယ်ကလေးမလေးတယောက်ကရေ20လီတာပါသောရေတံပူကြီးအားအဘယ်အားနှင့်မနိုင်မီနီမိမိမို့ငါတို့စီကရေတံတပူအသက်ရှိသေးတယ်တွားပေးလိုက်ရအောင်ဟာနော်အေးဟာဒါပေမဲ့တွေလုံမနေနဲ့ဒီကောင်မလေးရေတံသွားလဲနေမနဲ့ပြန်တော့ပြန်ရောက်မှာမဟုတ်ဘူးလာပါဟာဒုက္ခပါလားနော်ကျမနဲ့မိမိမို့အခန်းတကားလေးဖွင့်လိုက်တော့မမမြတ်တို့အခန်းရှိမှာရေတံပူကြီးကင်ပြီးလှီကားမှဆင်းဖို့ပြင်နေတော့ကောင်မလေးကိုတွေ့၍ညီမလေးခဏလေးနေအောင်နော်အမတို့စီမှာရေတံပုံနေလို့မျက်ဝန်းတွင်မျက်ရည်များပြည့်ရှံနေပြီးဘောင်းမီဒူးလောက်လေးနဲ့ကလေးမလေးသည်ကျမတို့စကားကြောင့်ဝမ်းသာသားသည်ထင်မျက်နာလေးအနေငယ်ဝင်လာတော့သည်သို့သောမာနာကြည်သောမခင်ရဲ့နာစုကလက်ခံပါများမည်ဟုစိုးထိတ်မှုလေးကိုလည်းသူမ၏မျက်နာပေါ်တွင်ကျမဖတ်ခဲ့ရပြန်သည်ကျမတို့ခေါင်းလောင်းလေးတီးလိုက်ရာတကားချောင်းကြီးပေါင်းမှတစုံတဦးချောင်းကြည့်လာပြီးအခန်းတကားဖွင့်လာတော့သည်မမရဲ့နာစုညီမတို့ပါမမရေးတန့်လို့ရင်ညီမတို့စီမှာအသက်တပူးရှိနေလို့ယူထားပါလားလို့လာပြောတာပါကဲအဲ့ဒါပဲကြည့်ရောညီမတို့ကြီးဒီကောင်မကြောင့်အမအတန်လူကြားရပြီဟိုအဲ့လိုလည်းမဟုတ်ပါဘူးမမရဲ့နာစုရဲ့ညီမတို့လည်းနှစွန်းနှဖျားကြားလိုက်မိလို့ပါရေတန့်ပို့တဲ့သူမလာဘူးကြားလို့လာပေးတာပါမမဟုတ်တယ်ညီမရေတန့်ပို့တဲ့သူတွေကအလုံမလေးစားကြဘူးအချိန်နဲ့မမှန်တော့အခက်ခဲဖြစ်ရတာပေါ့ဟုတ်မမညီမတို့စီကယူပါနော်ညီမတို့စီမှာလည်းတပူးကြံသေးတယ်လေကျေးဇူးပါပဲနော်ညီမတို့အမရေတံပို့ပေးလိုက်မယ်နေပါစေမမရဲ့နာစုကလည်းညီမလေးတို့အချင်းချင်းတွေပဲမလိုပါဘူးဒါဆိုလဲကျေးဇူးပါပဲကွယ်ဟဲ့ခိုင်မသွားတည်တန်းဒီကအမကြီးကြောင့်နင်တက်တာသွားတယ်မှတ်ဒူအခါမှကလေးမလေးလည်းစိတ်ချမ်းသာသွားသလိုပင်ကျမနဲ့မိမိမိုးအားကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည်နေသည်ကိုစကားဖြင့်မပြောတော့လဲသူမအိမ်မျက်ဝန်းမှတဆင့်ကျမခံစား၍ရသည်ကဲညီမလေးအမားတို့ပဲအိမ်ထဲလိုက်ပို့ပေးမယ်နော်ကလေးမလေးသည်ခေါင်းလေးငိမ့်ပြပြီးပြုံးပြရှာသည်တငယ်ချင်းနှစ်ယောက်သားအခန်းထဲပြန်ပြီးရေတံဘူးကိုမကပို့ပေးလိုက်တော့သည်အိမ်ရှိတကားမှခေါင်းလောင်းဒီတန်ကြောင့်ယုံသွားနောက်ကျနေပြီဖြစ်သောကျမစိတ်အနှောက်အယှက်အနှဲငယ်ဖြစ်သွားရတော့သည်အခန်းထဲတွင်ကျမတယောက်တည်းနောက်ဆုံးကြံခဲ့ပြီးကြံသူများကတော့အလုပ်သွားသူကသွားသင်တန်းသွားသူကသွားနောက်ဆုံးကြံသူကျမအခန်းတော့ခတ်ရန်တော့ရှာနေစဉ်အိမ်ရှိမှခေါ်တန်းကြောင့်တပြင်းချရင်တကားဖွင့်ကြည့်လိုက်တော့သည်ဟင်ခိုင်မညီမလေးပြောမျက်လုံးနှစ်ဖက်လုံးနေရင်းနေကတကူလုံးတုံရင်နေသောကလေးမလေးအဖြစ်ကိုတွေးလိုက်ရ၍ကျမစိတ်မကောင်းဖြစ်သွားမိပြန်သည်မမညီမလေးကိုကူညီပါလားမမရဲ့အေးညီမလေးဘာဖြစ်တာလဲပြောနော်ကျမစကားကြားသောအခါသူမသည်မမမြတ်တို့အခန်းဘက်မဝင်မရဲဖြင့်လှမ်းကြည့်နေရာကဲလာအိမ်ထဲဝင်ညီမသူမအားအခန်းထဲခေါ်ဝင်လိုက်ပြီးတကားပိတ်လိုက်မိသည်မမမြတ်တို့တွေ့သွားရင်မကောင်း၍ကျမလည်းစိုးထိတ်မိသည်မှာအမှန်ပဲပြောလေညီမလေးမမဘာကူညီပေးရမလဲသူမစီကြလာတော့မျက်ရည်များတုပ်လိုက်ပြီးတွေးကိုမြူးချကာညီမလေးအတော်ကိုဖုံးဆက်ချင်လို့ပါမမဖုံးခေါ်ပေးလို့ရမလားယင်သူမ၏မျက်ဝန်းကစပွဲပေါ်တွင်တင်ထားသောကျမ၏ဖုံးကို
တစ်ချက်ဝစ်ကြည့်ရင်မဝင်မရဲတောင်းဆိုနေတော့ကြောင့်ကျမတွေးဝေနေမိတော့သည်ဘာဖြစ်လို့လဲဆိုတာမမကိုအရင်ပြောပြပါအောင်လေညီမလေးဟုတ်ညီမလေးကဒီနှစ်9တန်းတက်ရမှာပါမအမေကနောက်အိမ်နောက်နဲ့လေအမေကပြောတယ်သူ့မှာလည်းကျောင်းဆက်မထားပေးနိုင်တော့ဘူးတဲ့ကျောင်းနေချင်းအလုပ်လုပ်ရမယ်တဲ့အလုပ်လုပ်လို့ပတ်စံရမှာနောက်နှစ်ကျောင်းထားပေးမယ်လို့ပြောတယ်မညီမလေးလည်းကျောင်းမဲနေခြင်းနဲ့မအဲ့ဒါနဲ့ပဲအမေပို့ပေးရဲ့ဒီအမတွေစီမှာအိမ်ပေါ်လာလို့ရတာပါ။အော်ဒါဆိုညီမကနောက်နေ့ကျောင်းပြန်တက်ချင်မှာပေါ့။ဟိုတနေ့ကမမြတ်ကပြောနေတာညီမကြားလိုက်တယ်။ခိုင်မအမေကနောက်6လအတွက်လစာထပ်ပေးဖို့ဖုန်းဆက်လာတယ်တဲ့။အဲ့ဒါမမြတ်ချေကပေးလိုက်တယ်ဆိုတော့မရဲ့နာစုကပေးရင်လည်းလက်မှတ်သေးချထိုးခိုင်းနောက်နှစ်9လပိုင်းအထိလစာပေးပြီးကြောင်လက်မှတ်လာထိုးဖို့ပြောလိုက်လို့ပြောနေကြတယ်မ။အဲ့တော့ညီမလေးကမရဲ့ကျောင်းက6လပိုင်းဆိုဖွင့်တာလေ9လပိုင်းကုန်တဲ့အထိညီမလေးကဒီမှာအလုပ်လုပ်ရအောင်ပါအဲ့ဒါဆိုကျောင်းမမီပဲနေမှာပေါ့ညီမလေးကျောင်းပဲတက်ချင်တယ်တငယ်ချင်းတွေကိုလည်းတတိရတယ်ဆရာမကိုလည်းတတိရတယ်စာတွေလည်းတက်ချင်တယ်ကဲတိတ်ပါညီမရဲ့ကဲပြောအတော့ကိုဖုံးဆက်မယ်ဆိုဖုံးနံပါတ်မှတ်မိလားသူမမျက်ရည်စားများကိုဝစ်စင်ထားသောအင်ကြီးစားအနားစားဖြင့်တုပ်ပြီးခေါင်းငိမ်ပြရှာသည်သူမရေရွတ်ပြသောဖုံးနံပါတ်အားကျမစိတ်ကဆက်ပေးလင်ကောင်းပါမည်လားဟုတွေးနေမိတော့လဲကျမ၏လက်ကအလိုလိုနှိမ့်မိကကော်လီနှိတ်ချလိုက်မိကြပြီဟယ်လိုဟုတ်ကဲ့ဒီဖုန်းကခိုင်မရဲ့အတော်ဖုန်းလားရှင်ဟုတ်ပါတယ်ခိုင်မကကျမတူမလေးပါဟုတ်ဒါဆိုခဏဖုန်းလေးကင်ထားပေးပါအောင်နော်ခိုင်မလေးကဖုန်းပြောချင်လို့ပါတဲ့အော်ဟုတ်ရောညီမလေးပြောလို့ရပြီကျမဖုန်းလမ်းပေးလိုက်စင်ပါပင်ကလေးမလေးသည်အလင်းစလိုပင်တုံရင်နေသောလက်အစုံဖြင့်လှမ်းယူရင်သူမ၏မျက်ဝန်းထဲတွင်လည်းမျောလင်းချက်ကြီးတစ်ခုကိုလှမ်းမြင်နေရပေသည်ဒေါ်လီမိုလာရင်ဒေါ်လီမိုတမီးကိုလားခေါ်ပေးပါတမီးစီကိုအခုလာခဲ့ပြီးလားခေါ်ပြီးနော်ခိုင်မာကတွတ်ဖြင့်သူမအားယခုပင်လာခေါ်ပြီးရန်ပြောနေလေသည်တမီးမနှက်ဆိုဘာမှမစားရဘူးဒေါ်လီမိုနေ့လေသာဆိုလဲထမင်းတပကံလေးပဲကျွေးတယ်ညစာလည်းမကျွေးဘူးဒေါ်လေးရဲ့သမီးကိုရိုက်လဲရိုက်တယ်ဒေါ်လေးသမီးမနေချင်ဘူးသမီးကိုမြန်လားခေါ်ပေးပါနော်ဒေါ်လေးခိုင်မာပြောသည်ကိုကြားရသောသူမ၏အတော်ဖြစ်သူသည်မိကဲ့သို့ခံစားရမည်မသိကြားနေရသောကျမမှာတော့ရင်နဲ့နှင့်ကနေခံစားလိုက်ရတော့သည်သူမငိုယိုကအတော်ဖြစ်သူအားပြောပြနေသည့်ပုံမှာလိန်ညာခြင်းတစုံတရာမရှိဘဲမှန်သည့်အတိုင်းပြောပြနေခြင်းဖြစ်သည်ကိုတော့ကျမနှလုံးသားမှခံစား၍သိရှိနေသည်အခုဒီဖုန်းလားဒေါ်လေးဒီဖုန်းကနဘေးအခန်းကအမစီအကူညီတောင်းပြီးဆက်တာပါဒေါ်လီမိုရဲ့ရှင်ဟုတ်ဒေါ်လီမိုခဏနော်ဒေါ်လေးကမနဲ့ဖုန်းခဏပြောချင်လို့တဲ့သူမရဲ့အတော်ဖြစ်သူကကျမနဲ့ဖုန်းပြောချင်နေဆို၍ရုတ်တရက်ကြောင်အံ့ဖြစ်သွားမိသည်အော်သူလည်းသူ့တူမကိုလာခေါ်မှမို့နေရာတွေဘာတွေမေးမှနေမှာပါဟုကျမကိုတွေးလိုက်မိပြီးဖုန်းကင်ပေးလိုက်တော့သည်ဟယ်လိုပြောပါရှင်အမရေအခုလိုအကူညီပေးတာကျေးဇူးတင်ပါတယ်နော်ရပါတယ်ကျမလည်းခိုင်မာလေးအဆင်မပြေဖြစ်နေတာမြင်လို့စိတ်မကောင်းဖြစ်နေမိတာပါဟုတ်ကဲ့အမကျမကိုတစ်ခုလောက်ကူညီပေးပါအမဒေါ်လီမိုးဆိုသူခိုင်မာ၏အတော်ဒီခိုင်မာအားလာရောက်ခေါ်ဆောင်ပြီးဖြစ်ရာရန်ကုန်မြို့ကြီးတွင်တွာလာရခက်ခဲသဖြင့်ကျမအားအကူအညီတောင်းမိတာဖြစ်မည်ဟုတွေးခဲ့မိလိုက်လေသည်ဟုတ်ပြောပါအမခိုင်မာလေးကိုနားချပေးပါနော်အမကျမအခုအလုပ်လဲအဆင်မပြေဘူးလူလဲမပေါ်မပါကြီးနေပါသူ့ကိုလာခေါ်ဖို့ကျမတတ်နိုင်မှာမဟုတ်ဘူးအမသူ့အမေနဲ့လည်းကျမမပတ်သက်ချင်ဘူးလေရှင်ဒါပေမဲ့ခိုင်မာကတူမအရင်မဟုတ်ဘူးလားရှင်တူမရင်ဟုတ်ပါတယ်ကျမအကူရဲ့သမီးပါအကူဆုံးတော့ကျမနဲ့သူ့အမေနဲ့စကားမပြောကြတော့ဘူးသူ့အမေကတိတ်ဆိုးတာကျမနဲ့မတည့်ဘူးအမသူတို့သားမိဖြစ်တဲ့ကိစ္စမှာကျမမပါခြင်းဘူးခိုင်မကိုတီးခံပြီးဆက်လို့ဖို့သာနားချပေးပါအမရဲ့ကျမတို့လိုလက်လုံလက်စားဘဝကလူပိုတယောက်ကိုကြွေးထားဖို့မတတ်နိုင်လို့ပါနော်တေချာပြောပြပေးပါအမရဲ့ကျေးဇူးပါနော်အမဒါပဲနော်ခိုင်မအတော်သူပြောလို့ရများကိုပြောကဖုံးချသွားကြပြီကျမစကားပြန်ပြောရန်ပင်အချိန်မရလိုက်ပြီခိုင်မအားကြည့်လိုက်ရာငိုထား၍မို့အင်နေသောမျက်နှာလေးမှမျောလင်းကျဲအလင်းတန်းလေးဖြင့်သူမ၏အတော်ဖြစ်သူလာခေါ်မိအချိန်ကိုအလောတကြီးသိနေသည့်ပုံပင်ကျမတပြင်းရှည်ကြီးချလိုက်မိသည်သူမအတော်ဖြစ်သူလာခေါ်မိမဟုတ်ဟုအနှီးကလေးမလေးအားမိကဲ့သို့ပြန်ပြောရမည်ကိုစကလုံးရှာမတွေ့ခိုင်မ၏မျက်နှာကြည့်လိုက်လက်ထဲမှဖုန်းကိုကြည့်လိုက်ဖြင့်ကျမတွေးဝေနေခဲ့ပြီဒေါ်လေးကဘာတဲ့လဲသူမအမေကိုပြန်ပြေးရန်
ကျမတက်တီမရှိနေကြီးဒေါ်လေးကမဒေါ်လေးကခိုင်မာဟဲ့ခိုင်မာဘဲရောက်နေပါလေခိုင်မာတစ်ဖက်အခန်းမှာမခင်ရနာဆိုအတန်ကမာထန်လွန်ကြည့်ပြီသူမအတန်ကြောင့်ကျမရောခိုင်မာပါအလွန်ပင်ထိတ်လန့်သွားခဲ့ရသည်ကျမအဖြစ်မှာမြင်းမြုပ်မိုင်းအားတနေမိထားသည့်လူပမာခံစားလိုက်ရသည်ကျမလင်းမြန်စွာဖြင့်မိဘကံမှပကံတစ်လုံးကိုသွားယူပြီးထမင်းချိုင်ကိုပွင့်ကနေလေစာထည့်ထားသောပဇွန်စီပြန်ဟင်းတစ်ခွက်အားဟင်းပကံအတွင်းသို့လှည့်ထည့်လိုက်သည်ပြီးနောက်ခိုင်မာလက်တွင်သို့ပကံအားထိုးထည့်ပေးလိုက်ရာခိုင်မာမှာတောင်ဖြင့်ကျမအားနားမလည်သည့်ပုံဖြင့်ကြည်နေလေသည်အခန်းတကားကိုဖွင့်လိုက်ပြီးမရနာစုရေဒီမနေ့ဈေးမှာပဇွန်လေးတွေဈေးတော်လူဝဲလာလိုက်တာမတို့ကိုပေးခြင်းလို့မတို့တယောက်မှမတွေ့တာနဲ့ခိုင်မာလေးကိုလာယူခိုင်းလိုက်တာပါ။အော်ငါကျမရဲ့ဒုက္ခရှာလို့အားနာစရာဟဲ့အမကခိုင်မာကိုမတွေ့လို့လိုက်ရှာနေတာ။ तू ကဒီမှာကိုဟုတ်တယ်အမအရေးတဲ့ပကံတွေကမဆေးရသေးတော့ဆေးပြီးဟင်းတယ်ပြီးနေတာနည်းနည်းကြားသွားတယ်။အမလီရပါတယ်ညီမရဲ့ကျေးဇူးတော်ညီမဟုတ်ကဲ့ရပါတယ်မခိုင်မာမကူမသဘောပေါက်သွားပုံပဲပဇွန်ရင်ပကံကိုကင်ပြီးမရဲ့နာစုတို့အခန်းဘက်ဝင်သွားရတော့လဲသူမ၏မျက်ဝန်းတွင်ကျမပြန်ပြေးလာမိအဖြစ်ကိုသိချင်းရှာနေသည်မှသိကြပေသည်အချိန်ကြီးရသူမအားမပြောပြလိုက်ရတော့လဲသူမကကျမထံတစ်ခေါက်ပြန်လာကထပ်မံလာမေးအောင်မိမှအသေးချပင်ထိုအချိန်တွင်တော့ကျမသူမအားပြန်ပြေးရပေမည်သူမမျော်လင့်တောင်းတထားသောအဖြေမဟုတ်မှန်းသာသူမသိခဲ့လျင်ကျမအသက်ရှူမဝသလိုခံစားလာရသည်ဒီနေ့အလုပ်လဲနောက်ကျနေပြီနေလေစားဟင်းလဲမရှိတော့ပေရုံသူဖုံးလန်းဆက်ကခွင်တိုင်ရုံမှတပါအခြားမရှိတော့ရုံသူခွင်တိုင်ပြီးကျမစိတ်လွတ်ကိုလွတ်ထိုင်ချလိုက်သည်အတွေ့ထဲတွင်ခိုင်မာလေး၏အကြောင်းများသာကြီးစိုးနေပြန်သည်သွေးမတော်သားမဆက်သောသစိမ်းမင်းကလေးတယောက်အပေါ်ကျမမိကဲသို့ကူညီပေးနိုင်မည်လဲဟုနီလန်လဲရှာကြည့်နေမိသည်သူမအားကျမခေါ်ထားရန်လဲမဖြစ်နိုင်ချေယခုမှကျမကအလုပ်ဝင်စားရှိသေးသည်တစုံတဦးအားထောက်ပံ့ပေးဖို့နေသည်သာကိုတယောက်ထဲတောင်ရသည်လာစားဖြင့်မနေလောက်ငါအောင်ချွေတာသုံးနေရသည်မဟုတ်ပါလား။အိုးဘာဖြစ်ဖြစ်ငါနဲ့မဆိုင်တာဟုမျက်နှာလဲကွဲပြစ်သစိမ်းဆန်ဆန်နေလိုက်၍ရတော့လဲကျမနှလုံးသားကစိန်ကား၍မရနိုင်ချေ။အသက်73နှစ်သားရှိသေးသည့်ကလေးမလေးခမညာဘဝဤလောကဒဏ်ကိုအလူအလဲခံစားရနေသည်ကိုအသက်25နှစ်ရှိနေပြီဖြစ်သောကျမကသူမအတွက်လက်မကမ်းပေးနိုင်ခြင်းအပေါ်စိတ်ကြည်နပ်မှုမရှိနိုင်ချေ။ခိုင်မာ၏အဖြစ်ကိုမြင်တွေ့နေရသောကျမငယ်ဘဝကိုပင်ပြန်လဲမြင်ရောက်မိလာတော့သည်ကျမငယ်စဉ်ကအကြောင်းတွင်ဗလာစာအုပ်ရေးရန်လိုအပ်သဖြင့်စာအုပ်ဝယ်ရန်မိဘကိုမတောင်းရခဲ့ပေမိဘနှစ်ပါးမှာငွေကြေးအခက်အခဲအလွန်ပင်ဖြစ်နေသောအချိန်စာအုပ်ဝယ်ပေးဖို့မဆိုပြီးထမင်းနှက်မှန်စေရန်စံပင်မဝယ်နိုင်ခဲ့အမေမှာစာအုပ်အသစ်လိုအပ်မှန်းသိ၍ရခင်နှစ်စာအုပ်အဟောင်းများနောက်တွင်စာရွက်အကြံများကိုကက်ကြီးဖြင့်ညှက်ကာစာအုပ်ပြန်ချုပ်ပေးခဲ့သည်အမေပြန်ချုပ်ပေးသောစာအုပ်တွင်တင်ချလဲတွက်ခဲ့သည်အင်္ဂလိပ်စာလဲလေ့ကျင့်ခဲ့သည်မြန်မာနိုင်ငံမြေပုံလဲဆွဲခဲ့သည်ပထမကမ္ဘာစစ်အကြောင်းလဲရေးခဲ့သည်ထိုကဲ့သို့ဘဝနာခဲ့မှု၍ယခုခိုင်မာ၏အဖြစ်ကိုချင်းစာနိုင်ခဲ့ခြင်းလားမပြောတတ်ပေသို့သောကျမထက်ခိုင်မာကဘဝပူနာပေးလိမ့်မည်ငယ်စဉ်ကအကြောင်းများပြန်တွေးမိတိုင်းမျက်ရည်ဝဲခဲ့ရသောကျမယခုအချိန်တွင်တော့သူမအားကူညီပေးရန်ဆုံးဖြတ်မိလိုက်တော့သည်ဟယ်လိုဟုတ်ခိုင်မာရဲ့ဒေါ်လာရှင်ဟုတ်ပါတယ်အမကျမခုနကဖုန်းဆက်တဲ့ခိုင်မအခန်းကက်ရက်ကပါ။အော်ဟုတ်အမကြီးခိုင်မကိုနားချပေးတာကျေးဇူးပါနော်။အမကျမပြောတာကိုအရင်ဆုံးနားထောင်ပေးပါ။ဟုတ်အမပြောပါအမ။ခိုင်မက9တန်းတက်မှာဆို။ဟုတ်ပါတယ်အမ။သူ့ရဲ့ကြောင်းစည်းနဲ့စားစည်းကိုကျမလာတိုင်းထောက်ပံ့ပေးပါမယ်။အမတခုပဲကူညီပေးပါ။ရှင်အမကထောက်ပံ့ပေးမယ်ဟုတ်လား။သူမရဲ့အတော်ဖြစ်သူမှာအံ့ဩစွာဖြင့်နားထောင်နေမိမှသိကြပေသည်။ဟုတ်ပါတယ်ကျမသူ့ကြောင်းစည်းထောက်ပံ့ပေးခြင်းပါတယ်။အမကသူ့ကိုအမစီမှာနေပေးလို့ရရင်ပေးနေလိုက်ဖို့ပါပဲနေုံပဲဆိုလို့ရတာပေါ့အမရဲ့လူတယောက်စီကလွယ်တာမှမဟုတ်တာပဲလေကျမလည်းတကယ်ကိုမတက်နိုင်လို့ပါအမရဲ့အမခိုင်မကိုသာပေးနေပြီးကြောင်းအပ်ပေးလိုက်ပါလာတိုင်းခိုင်မအတွက်စားစီနဲ့ကြောင်းစီပေးဖို့ကျမတောင်းဝင်ယူပါတယ်အဲ့လိုဆိုတူမလေးအတွက်ဝမ်းသာစရာပဲပေါ့အမရဲ့အမလီနှာကောင်းနှက်မြက်တွေစောင့်ရှောက်တာပဲသတင်းကောင်းလေးကြားရတာကျေးဇူးတင်လိုက်တာအမရဲ့ဟုတ်ကဲ့ကျမကိုဂရုတစ်ခုတော့ပေးပါပြောပါအမခိုင်မာကြောင်းတက်နေတဲ့အချိန်မှာတခြားမှာအလုပ်တော့မခိုင်းပါနဲ့လို့စိတ်ချပါအမရေမခိုင်းဘူးကျမဒူမလေးအနာဂတ်အတွက်ပဲလေကျမဂရိတီးနိုင်ပါတယ်အမဟုတ်ကဲ့ဒါနဲ့သူ့အမေဘက်ကအဆင်ပြေပါမလားခိုင်မာရဲ့တော်ဒီခဏစကားတန်တိတ်သွားပြီး
အစင်ပြေစေရမယ်အမကျမဘလူနီးနဲ့ဖြစ်ဖြစ်သူ့အမေစီခိုင်းမကိုပြီးမသွားဘူးသူ့အမေကမိခင်စိတ်မရှိတဲ့သူကိုသားသမီးအရေးတဲ့နောက်ယောက်ျားကပိုရေးကြီးနေတဲ့မိန်းမကျမရှင်းမယ်အမစိတ်မပူနဲ့နော်အစင်ပြေတယ်ဆိုအမကျမစီလာမှဖြစ်မယ်ကျမကခိုင်မာကိုခေါ်လို့အစင်မပြေဘူးအမကအတော်ဆိုတော့ပြန်ခေါ်လို့ရတယ်လေဟုတ်ကဲ့အမဒါဆိုကျမမနှက်ပြန်ရန်ကုန်လာခဲ့မယ်အမဟုတ်ကဲ့အစင်ပြေတာပေါ့ကျမလိပ်စာယူထားနော်ခိုင်မာတော့အားတိုက်ခန်းလိပ်စာပေးလိုက်ပြီးဖုံးချလိုက်သည်ယခုခိုင်မာအားကူညီရန်ဆုံးဖြတ်လိုက်တော့ကျမ၏ဆုံးဖြတ်ချက်သည်မိသူကမိခဲ့သူပြောဆိုဝေဖန်ကြပါစေကျမမှန်သည်ဟုပင်ကျမဆုံးဖြတ်ချက်ချလိုက်ပါတော့သည်ကျမ၏အခန်းပေါ်တငယ်ချင်းများနှင့်ကျမအပါဝင်6ယောက်စလုံးအဆောင်အသစ်ရှာရန်တေချာလွန်နေပြီတငယ်ချင်းများသည်ကျမ၏ဆုံးဖြတ်ချက်ကြောင့်အခက်အခဲဖြစ်သွားမိမှာအသေးချပင်ကျမအားစိတ်ဆိုးကြပေမည်မမမြတ်တို့ညီမ3ယောက်လည်းကျမအားမုန်းတီးကြမိမှာတေချာသလောက်ပင်ပြီးသို့ပင်ဆိုစေကျမထိုအရာများအားရင်ဆိုင်ပေးလိုက်မည်ခိုင်မာ၏ဒုက္ခလောက်တော့ယခုပြဿနာသည်ပိုဆိုးအံ့မည်မထင်တော့ကျမ၏ပန်းစာအုပ်ကိုကျမဖွင့်ကြည့်ပြီးခိုင်မာအမေယူထားသော6လစာအားပြန်ထုတ်ပေးပြီးခိုင်မာအားသူမ၏အတော်ဖြစ်သူထံအနှံပေးရန်သာစိတ်ကစောနေမိတော်သည်ဘလို့နင်ဘာတွေလုပ်နေရလဲမိတော်တာငါနင်တို့အားလုံးကိုတောင်းပန်ပါတယ်ငါဆုံးဖြတ်ချက်ကြောင့်နင်တို့တွေအခက်အခဲဖြစ်ကုန်ကြရတော့မယ်ဆိုတာငါသိတယ်ဒါပေမဲ့လည်းငါ့ကိုနားလည်ပေးကြပါဟာငါတကယ်ကိုကူညီခြင်းလို့ဒီလိုဆုံးဖြတ်လိုက်ရတာပါကျမ၏ဆုံးဖြတ်ချက်ကိုတငယ်ချင်းများကအံ့ဩတကြီးမိကြသည်တချို့တွေကလည်းတွေးဝေနေကြသလိုတချို့ကလည်းဘဝင်မကြကြသည်ကိုတွေ့ရသည်ဘယ်တက်နိုင်မှာတော့မလဲဟာအဆောင်ပြန်နေုံပဲပေါ့တငယ်ချင်းများကိုကျမအလွန်ပင်အားနာမိသည်ကျမပြောပြသည့်အချိန်မှစ၍သူတို့၏မျက်နှာပေါ်တွင်ရခင်ရက်ကကဲ့သို့ပျော်ရွှင်မှုများပြတ်သုံးကနေပြီးပူပန်မှုတစ်ခုတိုးသွားကိုကြကုန်လေပြီကျမယုံသွားရန်အခန်းအပြင်ဘက်ထွက်လိုက်သည်တွင်တစ်ဖက်အခန်းမှတကားပွင့်လာပြီးအလောတကြီးထွက်လာသောခိုင်မာကိုတွေးလိုက်ရတော့သည်မမဒေါ်လေးကဘာပြောလဲယင်သူမ၏ဒေါ်လေးဖြစ်သူ၏အဖြစ်ကိုအလွန်ပင်သိကျင်နေရှာသောကလေးမခါတိုင်းသူမနှင့်ဆုံလိုက်တိုင်းအသက်မဲ့နေသောမျက်ဝန်းအယောင်အစင်ကင်းမဲ့နေသောမျက်ဝန်းစသည်တို့ကိုတွေ့ခဲ့ဘူးတော့လေယခုကဲ့သို့မျောလင်းချက်ဖြင့်တောင်းပန်နေသောမျက်ဝန်းတစ်စုံအားယခုပထမဆုံးအကြိမ်ဖြင့်တွေ့ဘူးလိုက်ရပေသည်ခိုင်မကိုအတော်ကလားခေါ်မယ်တဲ့ဒီနေ့ပဲရန်ကုန်ကိုလာနေပါပြီဟဲတကယ်သူမ၏မျက်နှာပေါ်တွင်တစ်ခါမှမမြင်တွေ့ကြရဘူးသောပျော်ရွှင်နေသည့်အပြုအမူကိုတွေ့လိုက်ရ၍ကျမသည်ပင်ရင်ထဲအေးချမ်းသွားမိကအသာအရာကောင်းကြီးပြလိုက်မိတော့သည်ဟာပြောလိုက်တာမမရဲ့ညီမလေးမမကိုကျေးဇူးအများကြီးတင်ပါတယ်နော်မမသူမ၏ရင်ထဲမှစီးဆင်းလာသောပျော်ရွှင်မှုသည်ကျမ၏နှလုံးသားထိတိုင်ဝင်ရောက်စီးဆင်းနိုင်စွမ်းရှိခဲ့လေတော့သည်ညနေရုံမှပြန်လာပြီးမကြာအခန်းရှိမှခေါင်းလောင်းမိတဲ့ကြောင့်မိမိမိုးကတကားထားဖွင့်ပေးလိုက်တော့သည်ဘသူလဲအမဟိုဖုံးဆက်ထားတာလေးခိုင်မတော်ပါခိုင်မဟူသောအတန်ကြောင့်ကျမအိတ်ခမ်းထဲမှပြေးထွက်လာခဲ့သည်အမရောက်လာပြီလားကျမ၏အမေကြောင့်သူမနှင့်ဖုံးပြောထားသည်မှာကျမသာဖြစ်လိမ့်မည်ဟုသဘောပေါက်သွားလေသည်ခိုင်မတော်သည်အသက်အပြင်30ကျော်သာရှိသေးသည့်ပုံပင်ခဏနွမ်းအင်ဂျီကိုဝစ်ဆင်ထားပြီးကိုဝင်ကြီးနှင့်ခရီးပန်းလာသဖြင့်မလန်းသည့်ပုံပင်ဟုတ်ကဲ့အမခိုင်မရဲ့အလုပ်ရှင်အမတွေနဲ့စကားပြောပြပါပြီအမတို့လည်းပြန်ရောက်မလာသေးလို့စောင့်နေတာပါဟုတ်လားလာအထဲဝင်မအောင်သူမအထဲခေါ်ဝင်ပြီးအခန်းတကားကိုအသာပိတ်လိုက်သည်မမမြတ်တို့ကဘာပြောလဲရင်ကျမအလောတကြီးမေးလိုက်မိသည်မမမြတ်တို့ညီမအကြောင်းကိုတော်တော်များများသိထားသဖြင့်ထိုညီမတို့၏တုံ့ပြန်ချက်ကိုရင်ထိန်နေမိသည်မှာအမှန်ပဲသူတို့ကပြန်ခေါ်မယ်ဆိုခေါ်သွားဖို့သူ့အမေယူထားတဲ့6လစာလောအားကကိုအားလုံးပြန်ပေးရမယ်တဲ့အမသူမ၏စကားကြောင့်မိမိမိုးကဝင်ပြောလာသည်အမရေ6လစာလုံးဘာလို့ပြန်ရမှာလဲခိုင်မာရောက်နေတာတောင်1လလောက်ရှိနေပြီမဟုတ်လားအမပြန်မပြောလိုက်ဘူးလားပြောရတယ်အမသူတို့ကကိုယ်သဘောနဲ့ကိုထွက်တာတဲ့ခိုင်မကိုကျွေးမွေးထားရတာတောင်ပြန်တောင်းကျင်သေးတယ်တဲ့သူတို့ကစိတ်သဘောပြည့်ဝတဲ့သူတွေမို့စားစိတ်ရိတ်ခိုင်မကိုစင်ပေးထားတဲ့အဝတ်စားဖို့တွေပြန်မတောင်းတာကံကောင်းတဲ့ကျမလေးသူတို့ပြောသမျှနားထောင်ပြီးရင်ကမတတ်နိုင်ခဲ့ပါဘူးအမရေတော်တော်သဘောဝပြည့်ပါရှာတဲ့ညီမတွေပါလားခိုင်မကိုတနေ့ထမင်းတနက်ပဲကျွေးစင်ထားတဲ့အပေါ်စားအင်ကြီးတစုံနဲ့ကြီးကျယ်ခမ်းနားပြနေတာပဲဟုတ်စိတ်ထဲမှာတွေးမိလိုက်ပါသည်ကဲပါလီ6လစာကဘလောက်တယ်လဲအမတစ်လကို3လောင်းနဲ့6လစာဆိုတော့3,800နဲ့အမဟူးမလွယ်ပါလားကျမမနဲ့အိုက်ပစံပေးမယ်ဒီညတော့အမတဲစရာနေရာရှိတယ်မလားတဲဖို့နားဖို့အတိလည်းမရှိပါဘူးအမရဲ့ဒုက္ခပါပဲဒါဆိုလဲတဲခုရန်တစ်ခုမှသွားတဲလိုက်လားကျမလိုက်ပို့ပေးမယ်ဒါနဲ့အမနာမည်ကတင်တင်ဝင်းပါအမမတင်တင်ဝင်းနဲ့ကျမ2ယောက်သား
တိုက်ခန်းမှထွက်လာခဲ့သည်သူမတဲကိုရန်လိုက်ပို့ပြီးအခန်းကရှင်းပေးခဲ့ကကျမတိုက်ခန်းသို့ပြန်လာရာအတော်ပင်မှောင်ရီပြိုးနေကြပြီတိုက်ခန်းလေးကပေါ်သို့ဖြည်းဖြည်းချင်းတက်လာသောကျမအခန်းနားနီးလာသောအတန်ဆူဆူများကိုပုံမူကြည်လင်စွာကြားရပေလေသည်အတန်များကိုနားဆွရင်ခြေဖွားဖွားနှင်းကရင်တမမဖြင့်တက်လာရာညီတို့တွေဘာမှထက်လာမပြောကြနဲ့ဒီလားကုန်ရင်ရွှေ့ပေးကြဒါပဲတကားဆောင်မိတဲ့နေမြေပြိုသည့်အလားကျမတက်အပ်သိလိုက်ကြပြီထိုအတန်ပိုင်ရှင်မှာမမမြန်မာလွဲ၍မဖြစ်နိုင်ကြကျမအခန်းရှိရောက်တော့တငယ်ချင်းများကမျက်နှာပြက်ခါစောင့်ကြိုနေကြကြပြီသူတို့အားလုံးအားတောင်းပန်ပါသည်ဟုပြောယုံမှတပါအခြားစကားမရှိတော့ပေကျမစိတ်မကောင်းခြင်းများစွာဖြင့်မျက်နှာအားလဝါနှစ်ဖက်ဖြင့်အုတ်ခါထိုင်ကုန်ပေါ်သို့ထိုင်ချပစ်လိုက်တော့သည်စိတ်မကောင်းမဖြစ်ပါနဲ့တော်ရရဲ့နင်ဆုံးဖြတ်ချက်မှန်းနေဒါကုသိုလ်အလုပ်တစ်ခုပဲလေငါတို့လည်းဒါနမြောက်သွားတယ်လို့ခံယူရတယ်ဟာဟုတ်တယ်တော်တာငါလည်းအဲ့လိုပဲခံစားရတယ်တကယ်တော့ငါလည်းဒီအခန်းကပြောင်းကျင်နေတာကြာပါပြီသူတို့ညီမတွေရဲ့ကြွားလုံးတွေအင်ရှင်ဆိုပြီးတင်စည်းတာတွေကိုကြိတ်ခံနေရတာပြောင်းမယ်ဟာနောက်ထပ်အခန်းပြန်ရှာကြမယ်မတွေ့ရင်အဆောင်မှာပြန်နေမယ်မဟုတ်ဘူးလားတငယ်ချင်းများရဲ့အားပေးစကားကြောင်းမြောက်ပြင်ကျမအလွန်ပင်ဝမ်းမြောက်မိပါတော့သည်အပြစ်ရှိသည်ဟုခံစားနေရသောစိတ်ကိုသူတို့စကားများကခြေဖြက်ပေးနိုင်စေခဲ့ပြီနောက်နေ့မနေ့တွင်ကျမဘက်မှပါဆက်ပို့ထုတ်ကခိုင်မအတွက်ပြန်အံငွေကိုပေးလိုက်ပြီးခိုင်မအတော်နေထိုင်ရာသို့လိုက်သွားရန်ပြင်ဆင်နေတော့သည်တော်တာငါလည်းနေနဲ့အဖော်ရအောင်လိုက်ခဲ့မယ်လေကျမမောကြီးလိုက်တော့မိမိမိုးကိုတွေ့ရသဖြင့်ဝမ်းသာခဲ့ရပြန်သည်ကျမနှင့်မိမိမိုးသည်မတ်တင်နေဝင်းနှင့်ခိုင်မာတို့အားလိုက်ပို့ပေးကြသည်လန်ကီတွင်အနီးကလေးမလေးသည်ငယ်ရွယ်သူတို့၏ပုံစံအတိုင်းသွက်လက်ချက်ချကပြုံးပြုံနေရှာပေသည်တစ်ချက်ကျမနှင့်အကြည့်ချင်းဆုံလိုက်တိုင်းသူမ၏မျက်ဝန်းသည်တောက်ပကကြည်လင်၍နေကြခဲ့ပြီခိုင်မာညီမလေးကြောင်းတက်ရင်စာကြိုးစားနော်ဟုတ်ကဲ့မမစိတ်ချပါနော်ညီမလေးကြိုးစားပါမယ်အေးပါဟဲ့ကြီးလာရင်ဘာဖြစ်ချင်တာလဲညီမလေးကညီမလေးဆရာမဖြစ်ချင်တယ်မမကျောင်းဆရာမလားဟုတ်ဟင်သူကအဆန်းဆရာဝန်ဖြစ်ချင်မူလားညီမလေးကကျောင်းဆရာမပဲလုံးမမဆရာမဖြစ်ရင်စာမတင်နိုင်တဲ့မောင်လေးတွေညီမလေးတွေကိုစာပြန်တင်ပြီးမှသူမ၏ရင်ထဲမှထွက်လာသောစကားသည်သူမဘဝ၏အတွေ့အကြုံမှရလာသောသင်ခန်းစာဖြစ်ဟန်တူသည်ခါတိုင်းတွေ့ရသောအယောင်အဆင်ကင်းမဲ့နေသောမျက်ဝန်းနှင့်ယခုမြင်တွေ့နေရသောတောက်ပစွာလင်းလက်နေသောမျက်ဝန်းသည်အတိတ်ပဲတယောက်မှုအတော်ပင်ကွာခြားနေပေလိမ့်မည်ကျမ၏လက်ဖြင့်ပန်းကလေးတစ်ပွင့်အားပွင့်စေနိုင်မည်ဆိုပါကထိုပန်းလေးတစ်ပွင့်သည်ထာဝရပွင့်စေသည်